စာလံအခန်းကြီး52နှစ်အခန်းငယ်ဓမ္မ9ခန်းအားကြီးသောအချင်းလူတင်သည်သူအကျိုးကိုဖျက်ခြင်းအမှု၌အဘယ်ကြောင့်ဝါကြွားသည်နည်းဖျားသခင်၏ကရုဏာတော်သည်အစဉ်မပြတ်တည်၏တင်၏ရှာသည်ထတ်သောတင်နှုံးကဲ့သို့လှည့်စားသဖြင့်သူ့အကျိုးကိုဖျက်ခြင်းအမှုကိုပြုစုတတ်၏တင်သည်သူစရိုက်ထက်ဒုစရိုက်ကိုရင်းဖြောင့်မတ်သောစကားထက်မှုသာစကားကိုရင်းသာ၍နှစ်သက်တတ်၏အိုလဲစားတတ်သောရှာတင်သည်ပျက်စီးသောစကားရှိသမျှတို့ကိုနှစ်သက်တတ်၏အကယ်စင်စစ်ဖျားသခင်သည်တင့်ကိုအစဉ်အမြဲချိုးဖျက်ပယ်ရှင်းလျက်တင်၏နေရာထဲကနှင်ထုတ်၍အသက်ရှင်သောသူတို့၏နေရာထဲကနှုတ်ပစ်တော်မူမည်ဖြောင့်မတ်သောသူတို့သည်မြင်၍ကြောက်ရွံ့ကြလိမ့်မည်ဖျားသခင်ကိုမခိုလုံမိမိဥစ္စာကြွယ်ဝခြင်း၌ပိုးစား၍မိမိတို့စရိုက်နှခိုင်ခံသောသူကိုကြည်ပါဟု၍သူ၌ရဲကြလိမ့်မည်ငါမူကားဖျားသခင်၏အိမ်တော်၌စိမ်းလန်းသောတန်လွင်ပင်ကဲ့သို့ဖြစ်၍ဖျားသခင်၏ကရုဏာတော်၌ကာလအစဉ်အမြဲကိုးစားမည်ကိုရောစီရင်တော်မူသောကြောင့်အကျွန်ုပ်သည်ကိုရောကိုကာလအစဉ်အမြဲချီးမွမ်းပါမည်ကောင်းမြတ်တော်မူသောကြောင့်ကိုရော၏တန်ရှင်သူတို့ရှေ့မှနမတော်ကိုမျှော်လင့်ပါမည်ဒါဝိဒ်သည်အဟိမလက်အိမ်သို့ရောက်ကြောင်းကိုအေဒုံမျိုးသားဒေါဂသည်ရှောလူထံသို့လာ၍လျှောက်သောအခါဆက်ဆိုသောစာလံအခန်းကြီး52နှစ်အခန်းငယ်ဓမ္မ9ခန်း